တင်လိုက်ကြလေလို့ဆွဲတင်လိုက်ပေါ့ခောက်လိုက်တော့ဟောအချောင်းမရဲ့3လောက်ဆိုရင်ရတယ်ဆွဲရရောမဆိုင်ပြန်သွားလိုက်ခုံဒီမှမသိဘူးမွေးပဲရောက်လာတယ်ဝေသွားတော့ခုံသားလေးလည်းခုံနဲ့ဆိုင်ပါဆွဲတင်လိုက်ဒီဆွဲတင်လိုက်ကြီးကဒီဘေးကဆွဲလာဆွဲတယ်အေးတော့ဝိုင်းဆွဲလေအပေါ်ရောက်နေပြီလေရေမရောက်တော့ဘူးလေဝိုင်းဆွဲလေကျဲပဲနော်ဆိုကောင်းပြီတေးသွားပြီနော်သိသွားပြီပေါ့အချီလို့ပါပါဟောလာလိုက်1ကီလိုအခုဆိုင်မှာတက်ရောက်လိုက်1ကီလို1000ပဲပေးလို့လေးပေါ့